ဒါတော့ကျွန်တော်ယောက်ျားကိုသားကြီးခေါ်ဥတင်မင်းထွေးကိုမတင်ဖြင်းကားနဲ့ကြိတ်တက်ခဲ့တဲ့ဘေးရင်စရာကေဇော်ဟိန်းရဲ့စိုင်းပုတ်ပါကျွန်တော်ကသူများကြီးလိုဓာတ်ပုံတွေနဲ့လည်းတွဲပြီးတော့မတင်တတ်လို့ပါဒါတော့သူများအကူအညီနဲ့ကျွန်တော်တင်ရတာပါဘယ်သူမှလည်းလုပ်ပေးဖို့မရှိပါဘူးအသက်ခံရတဲ့နေရာလည်းဘယ်သူမှကယ်မဲ့လူမရှိပါဘူးကျွန်တော်ရောက်သွားကံမှနိုးမင်းဆိုရင်ဘယ်သူတတ်လို့တတ်မှန်းတော့သိမှာမဟုတ်ပါဘူးကျွန်တော်ကအစမှမရောက်သွားပါဘူးသူများအော်တန်ကြားလို့အိမ်ထဲကနေပြေးထွက်တဲ့အချိန်မှာနောက်ဆုံးတစ်ချိန်ကြိတ်တဲ့အချိန်မှာကျွန်တော်ရောက်သွားတာပါဒီမှာဘေးရင်စရာကေဇော်ဟိန်းရဲ့ဓာတ်ပုံမှာဟာမှာကျွန်တော်အခုလေးနဲ့ပုံသွားထုတ်ပြီးတော့ဒါတင်ထားတာပါကျွန်တော်ဘာမှမလုပ်တတ်ပါဘူးဒါတောင်သူများကူညီပေးလို့ပါဟာမှာဓာတ်ပုံလေးနဲ့တွဲပြီးတော့တင်ပါဆိုလို့ဟာမှာအခုလေးနဲ့သွားပြီးတော့ထုတ်ခဲ့တဲ့ပုံတွေပါဟာမှာကျွန်တော်ကူညီပေးကြပါကျွန်တော်ယောက်ျားမတရားအသက်ခံရတာပါဝိုင်းပြီးတော့ကူညီပေးကြပါဗျာအမဒါဘေးရင်စရာကေဇော်ဟိန်းရဲ့ပုံမှာတစ်တော့မှာရိုက်ရှာလို့လည်းရပါတယ်ဘေးရင်စရာကေဇော်ဟိန်းဆိုပြီးရိုက်ရှာလိုက်ရင်သူ့ပဲပုံပေါ်လာပါလိမ့်မယ်သူ့မိန်းမရဲ့နာမည်ကတော့လှိုင်ရင်မုံလို့လည်းခေါ်တယ်မီမီလို့လည်းခေါ်တယ်သူ့သမီးနာမည်ကစန်နီဝင်းထုတ်လို့လည်းခေါ်တယ်တုံတုံလို့လည်းခေါ်တယ်သူတို့သားမိတွေကကျွန်တော်ယောက်ျားရက်လေတဲ့လမ်းထိပ်မှာပရိတ်ရွတ်တဲ့အချိန်မှာကြောက်လန့်ပြီးတော့ပြင်းမနာမှာရှိတဲ့သူ့အဖေရဲ့အိမ်ကိုရောက်နေပါတယ်သူ့အဖေကရွှေပဒိန်လုတ်တယ်လို့ပြောပါတယ်အဲ့ဒီမှာရှိပါတယ်လှိုင်ရင်မုံလို့လည်းခေါ်တယ်မီမီလို့လည်းခေါ်တယ်သူ့မိန်းမနဲ့သူ့ကလေးရဲ့ဓာတ်ပုံတော့ကျွန်တော်မှမရှိပါဘူးဒါတော့မနဲ့အသေးအတန်ရှာပြီးတော့တင်ပေးတာပါကျွန်တော်ကူညီကြပါကျွန်တော်နားထဲမှာကူချိန်ကြီးအဲ့အတန်တွေကကြားနေရတော့မယ်ဒီလူသက်သမားကိုမြန်မြန်ဖမ်းမိအောင်လို့ကူညီပေးကြပါကျွန်တော်ယောက်ျားကျွန်တော်မျက်စိရှိတယ်ကြိတ်သက်ခံခဲ့ရတာပါကျွန်တော်တော့မသေးလို့ကြံနေတာကျွန်တော်ဘာကြိတ်တာကားကြီးနဲ့ဒါဘေးရင်စရာကေဇော်ဟိန်းရဲ့ပုံသူ့နာမည်ကဘိုဘိုဇော်လို့လည်းခေါ်တယ်သူကအထက်လန်းအောက်လန်းဆရာပါကျွန်တော်ဓာတ်ပုံကိုမတင်ဘူးဆိုတာကျွန်တော်ဓာတ်ပုံကိုထုတ်ပြီးတော့ပညာနဲ့ပြုစားမှကြောက်လို့ပါကျွန်တော်သူများမိသားစုလည်းဒုက္ခရောက်အောင်မလုပ်ချင်ပါဘူးကျွန်တော်တို့သားမီးနှစ်ယောက်တကယ်ကိုဒုက္ခရောက်နေတာပါကူညီပေးကြပါဒီမှာဒီဓာတ်ပုံများတွေ့ရင်လေ40ရာရဲစခန်းကိုလေအကြောင်းကြားပြီးတော့ကူညီပေးကြပါဗျာကျွန်တော်တကယ်ကျေးဇူးမမေ့ပါဘူးကျွန်တော်ကူညီကြပါဒီနားမှာသေတဲ့နေ့ကဘယ်သူမှကူညီပေးမဲ့လူမရှိဘူးသူများဖုန်းနေနေကြတော့လေဒီလိုလိုင်းမော်တင်ပေးမဲ့လူလည်းတရားမှမရှိဘူးအော်ကြီးဟစ်ကြံနဲ့အော်ပြီးငိုနေတော့လည်းဘယ်သူမှကဲမဲ့လူမရှိဘူးဘယ်လောက်များနာကျင်ခံစားပြီးသေသွားချာမလဲပြင်းနဲ့နံရိုးတွေရှိသမျှအကုန်လုံးကျိုးအောင်ကြိတ်တက်သွားတာမตาရှာရအောင်မကလားမตาကြီးတကြိုရတဲ့အတိုင်းပဲကျွန်တော်အစောနာဓာတ်ပုံနေနဲ့အလောင်းပုံနေနဲ့တင်တာတစ်တော့ကမตาပုံနေဆိုအကုန်လုံးဖြတ်ချပစ်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်ကိုကူညီပါဗျာကျွန်တော်တကယ်ဖုံးလဲဘာမှမလုပ်တတ်ပါဘူးဒါသူများလုပ်ပေးလို့ရတာပါဒီပုံလေးကိုကြည့်ထားပြီးတော့ကူညီပေးကြပါကျွန်တော်အမှန်တရားတစ်ခုကိုပဲကျွန်တော်လိုချင်တာပါကျွန်တော်တို့သားမိပတ်စံမရှိလို့မကူညီဘဲနဲ့လည်းမနေကြပါနဲ့ဟုတ်ဒီလူကိုမိမှကျွန်တော်ယောက်ျားလဲတရဲဘွားကနေကြွတ်မှအစွဲလန်းနေနဲ့သူများတတ်ထားရဲစက်ခံရတဲ့လူတယောက်ကအစိမ့်နေတရားတဲ့ဘဝဆိုတော့တော်တော်နဲ့မကြွတ်ဘူးလို့လဲကျွန်တော်ကြားပါတယ်ကူညီပေးကြပါကျွန်တော်ယောက်ျားရဲ့ဝိညာဉ်ကိုမြန်မြန်ကောင်းရဘုံဘွားကိုရအောင်လို့ကူညီပေးကြပါ